ရေရှည်ချစ်ကြတဲ့သူတိုင်းသူတို့ရဲ့လူဝက်ခက်ကဘာလဲထီလားဒါကတော့အခြေခံကောင်းကောင်းချမှတ်ထားတာပေါ့စောက်ကြည့်ရမယ်အခြေခံ၅ချက်ရှိတယ်ပထမချက်ယုံကြည်မှုဒါကအရင်းခံပဲယုံကြည်မှုဆိုတာသူများမသိအောင်လုပ်နိုင်တာမဟုတ်ဘူးသူများသိအောင်လုပ်ရမှာကိုလည်းမကြောက်တာပဲဖုံးကိုလှုပ်ဝက်ထားလေးရအစအပြင်မှာဘယ်နေရာရောက်နေလဲဆိုတာကိုမျှဝေတာငါဘသူနဲ့တွေ့မယ်ဆိုတာကြူပြောတာဒါတွေအားလုံးကယုံကြည်မှုကိုတိဆောက်နေတာယုံကြည်မှုကမှန်ကန်တဲ့အုတ်ခဲပေါ့ဒီအုတ်ခဲကျူးသွားရင်အိမ်ကအိမ်လုံးနဲ့ပြူလဲတယ်ဒုတိယချက်ဆက်သွယ်ပြောဆိုမှုဒါကတော့ချက်ပဲဗျာငါတို့မြန်မာတွေကစိတ်ထဲမှာပဲတည်တယ်သူသိပါတယ်ဆိုပြီးထင်နေကြတာမဟုတ်ဘူးနော်မသိဘူးမင်းပါခံစားနေရတယ်ဘာကြောင့်စိတ်ဆိုးနေတယ်ဘာကြောင့်ပျော်နေတယ်ဆိုတာပြောမှသိမှာငါတို့ကတော့သူသိတယ်လို့ထင်တယ်ဆိုတော့ယူဆချက်ကြီးကိုဖျောက်လိုက်ပါပြဿနာတက်တိုင်းငါတို့နှစ်ယောက် versus ပြဿနာဆိုတဲ့စိတ်ထားနဲ့ချင်းကပ်ပါငါ versus မင်းမဟုတ်ရဘူးတတိယချက်လေးစားမှုချစ်တာနဲ့ပိုင်းဖြတ်လို့မရဘူးတယောက်နဲ့တယောက်ကိုပိုင်ချင်းကိုပိုင်ရာတွေရှိတယ်သူ့စန္ဒသူ့အသွေးခေါ်သူ့မိသားစုသူ့တငယ်ချင်းတွေကိုလေးလေးစားစားထားရဖို့လိုတယ်သူများရှိမှသူ့ကိုရှုံချတာငါစကားမထောင်လိုက်ရင်ဒါဆိုငါ့ကိုမချစ်ဘူးဆိုတော့ logic အလွဲကြီးတွေကလေးစားမှုကိုအရှင်းချိုးဖက်ပြတ်တယ်လေးစားမှုဆိုတာသူ့ကိုပဲမဟုတ်ဘူးသူရွေးချယ်မှုတွေသူ့ဘဝတွေကိုပါလေးစားရမယ်စတုထချက်ရီမန်းချက်တူညီမှုတစ်နှစ်ဆိုပြီးဆက်သွားလို့ရတယ်ဒါပေမဲ့နောက်9နှစ်10နှစ်မှာဘာဖြစ်ချင်ကြသလဲဘယ်မှာနေချင်ကြသလဲမိသားစုသက်ဘယ်လိုမျိုးမြင်ကြသလဲဒါတွေကိုကြိုပြီးညှိနှိုင်းထားဖို့လိုတယ်လမ်းကြောင်းမတူရင်တယောက်ကအရှေ့သွားနေပြီးတယောက်ကအနောက်သွားနေနှစ်ယောက်ကဝေးသွားမှာပဲအတူတူလမ်းကြောင်းတစ်ခုကိုရွေးပြီးအတူတူလျှောက်ကြမှရေးရှည်ဖြစ်မယ်ပင်စမောချက်ခွင့်လွတ်နိုင်စွမ်းနဲ့ကြော်လွားနိုင်စွမ်းဘလို့မှပြီးပြည့်စုံတဲ့ဆက်ဆံရေးမှမရှိဘူးစကားများကြမယ်စိတ်တိုကြမယ်မသိဖြစ်ကြမယ်ဒါပုံမှန်ပဲအရေးကြီးတာကဒီအခိုက်အတန့်လေးတွေကနေပြန်ထွက်နိုင်ဖို့ပေါ့အတိတ်ကအမားတွေကိုထမြောက်နေတဲ့အကျင့်ကိုဖျောက်ပစ်လိုက်ငါတို့ရဲ့အနာဂတ်ကငါတို့ရဲ့အတိတ်ထက်ပိုပြီးကြီးမားတယ်ဆိုတဲ့မျှော်လင့်ချက်ကိုကင်ထားပါဒီ၅ချက်ကိုမှတ်ထားပါဒါကအခြေခံအုတ်မြစ်ပဲဒီအုတ်မြစ်ခိုင်ခိုင်နဲ့ဆိုရင်ဘလို့မုံပိုင်းမဲ့တိုက်မပြိုလဲနိုင်တော့ဒါကြောင့်သူ့ကိုယုံကြည်လိုက်ပါသူ့ကိုပြောပြလိုက်ပါသူ့ကိုလေးစားလိုက်ပါအနာဂတ်အတွက်အတူတူအစီအစဉ်ဆွဲကြည့်ပါပြီးရင်တင်ရောက်အမားလူမိရင်ခွင့်လွတ်နိုင်အောင်လေ့ကျင့်ပါရေရှည်ချစ်မြတ်တာဆိုတာကြီးကျွယ်တဲ့အရာကြီးမဟုတ်ပါဘူးနေ့စဉ်ရက်ဆက်ရွေးချယ်မှုလေးတွေစူးစီးပြီးစောက်လောက်ရတဲ့အရာပါဒီနေ့မင်းရွေးတဲ့ရွေးချယ်မှုလေးတွေကမင်းတို့ရဲ့မနှက်ဖြန်ကိုတိဆောက်နေတယ်ဆိုတာကိုသိပါနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ချစ်သူနှစ်ယောက်ချစ်ချင်းမေတ္တာကြားရှည်ခိုင်မြဲပါစေလို့ဆုတောင်းပေးပါတယ်